မြန်မာနိုင်ငံသားတယောက်မြန်မာကုံဆောင်တယောက်ကမ္ဘာအဆင့်မီတိုက်ခိုက်ရေးသမားတယောက်သူ့နာမည်ကအောင်လောင်းအဆန်းမှာသူ့ကိုမြန်မာစပအုံးမွေဗာမိပိုင်သွန်လို့လူအများသိကြပါတယ်ဒါပေမဲ့ဒီလိုနာမည်ကျော်ကြားမှုတွေရဲ့နောက်ကွယ်မှာဘယ်လိုခက်ခဲကြမ်းကြမ်းတဲ့ဘဝတွေရှိခဲ့လဲဆိုတာသင်သိပါသလားအောင်လောင်းအဆန်းဟာကချင်ပြည်နယ်ကနေရန်ကုန်ကိုပြောင်းရွှေ့လာခဲ့တဲ့ကချင်တိုင်းရင်းသားတယောက်ပါငယ်ငယ်တည်းကအကစားကိုဝါသနာပါခဲ့ပြီးအမေရိကန်ပြည်ထောင်စုကိုပညာသင်မှုရောက်ရှိသွားတဲ့အခါမှာကိုခံပညာတိုင်းပေါင်းစုံ MMA ကိုစတင်လေ့လာခဲ့ပါတယ်။အဲဒီတုန်းကသူကလေယာစိုက်ပျိုးရေးသိပ္ပံဘာသာရပ်ကိုသင်ယူနေတဲ့တာမန်တောင်းသားတယောက်ပါသူ့ဘဝအတွက်အချိန်ဆောင်မခံတဲ့အချိန်မှာပဲပြောင်းမှုမြူရေးသမားအဖြစ်လည်းလှုပ်လှုပ်ခဲ့ပါတယ်။အောင်လောင်းအဆန်းဟာသူ့ရဲ့ပထမဆုံးပွဲမှာဆုံးနိုင်ခဲ့ပါတယ်။ဒီလိုပဲသူ့ရဲ့တက်ခဲ့ရေးခီးရန်ကအမြဲတမ်းအောင်မြင်နေရမဟုတ်ပါဘူး။တခါတရံမှာဆုံးပွဲတွေကြုံရတတ်ပါတယ်။စိတ်ပြအားငယ်ရတာတွေလည်းရှိခဲ့ရပါတယ်။ဒါပေမဲ့သူဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။ငါကအရေးချင်းစီဆုံးအမြန်ဆုံးတက်ခဲ့ရေးသမားတယောက်မဟုတ်ဘူး။ဒါပေမဲ့ငါ့ကိုရှေ့ကိုတိုးမဲ့ဇွဲနဲ့တက်တီကိုလို့ရှိတယ်လို့သူပြောခဲ့ပါတယ်။သူ့ရဲ့ကြိုးစားအထောက်မှုတွေကဝမ်ချန်ပီယံဆီရောက်လာတဲ့အခါမှာအသီးအပွင့်နဲ့စတင်ခဲ့ပါတယ်။2019ခုနှစ်မှာဗီတာလီဗစ်တက်ကိုအနိုင်ယူပြီး1မီတာဝိတ်ကမ္ဘာချန်ပီယံဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ကမြန်မာအတွက်အလွန်ထူးခြားတဲ့နေ့တစ်နေ့ပါ။ဘာလို့လဲဆိုတော့သူကမီတီအားကစားအမျိုးအစားမှာမဆိုကမ္ဘာချန်ပီယံဆုရောက်နိုင်ခဲ့တဲ့ပထမဆုံးမြန်မာလူမျိုးဖြစ်လာခဲ့လို့ပါ။ဒီလိုအောင်မြင်မှုတွေကြောင့်သူဟာမြန်မာပြည်သူတွေအတွက်ဂုဏ်ယူစရာအားကျအတူရစရာအမျိုးသားသူရဲကောင်းတူဖြစ်လာခဲ့ပါတယ်။ပုဂ္ဂိုလ်ရေးဆိုင်ရာအောင်မြင်မှုတစ်ခုလည်းမဟုတ်ပဲမြန်မာလူငယ်တွေအတွက်မျှော်လင့်ချက်တွေပေးစွမ်းနိုင်တဲ့သူပါ။သူ့ရဲ့ပွဲတွေမှာမြန်မာပြည်သက်ရေးအားပေးတဲ့တွေဟာဒီကမ္ဘာလုံးကိုပက်တင်ထပ်ခဲ့ပါတယ်။ယခုအချိန်မှာအောင်လောင်းအောင်ဆန်းကတိုက်ခိုက်ရေးလောကမှာဆက်လက်ဆင်းသက်နေသေးပါ။သူဟာချန်ပီယံကပတ်တွေကိုလက်လွတ်ခဲ့ရပေမဲ့သူ့ရဲ့စိတ်သက်သူ့ရဲ့ကြိုးစားမှုနဲ့စစ်မှန်တဲ့စိတ်ဓာတ်တွေဟာပို့ပြီးတော့တောက်ပနေပါတယ်။သူ့ရဲ့ဘွားခီးလန်းကျောင်းဟာလူတိုင်းအတွက်သင်ခန်းစာတစ်ခုပေးပါတယ်။အောင်မြင်မှုဆိုတာတစ်ခါတည်းမှာလမ်းလွဲတတ်ပါတယ်။ပြုတ်ကျတတ်တယ်ဒါပေမဲ့နောက်ဆုံးပန်းနိုင်ကကိုယ့်ရဲ့စိတ်ဓာတ်နဲ့ဇွဲပေါ်မှာမူတည်ရဆိုတာကိုသူကသက်သေပြခဲ့ပါတယ်။